Hello မင်္ဂလာပါကျွန်တော်ဒီပြောချင်တဲ့အကြောင်းအရာတစ်ခုရှိပါတယ်ကျွန်တော်ဒီနေ့မှာမွန်းကျက်စွာခံစားရတဲ့အတွက်စေနာဒီလူရနဲ့မတန်ပါတဲ့ကျွန်တော်တို့နေရာကလည်းစေနာထားတဲ့လောက်ထားတော့ပဲကောင်းတယ်တမမသိရလို့ကျွန်တော်စေနာသွားထားခဲ့ရင်အစောခံရတယ်အဲ့အတွက်ချစ်ချင်းမြတ်တာညီကောင်မတော်မပေါင်းတဲ့မိတ်ဆွေအားလုံးကိုလည်းကျွန်တော်တို့လူရတဲ့ပို့ပြီးမပေးမိပါစေနဲ့တချို့သောလူတွေကတမိုးတရားကိုမသိတတ်ဘူးတချို့သားကြတော့လေအတိခောက်ခဲ့အဝင်ထက်တယ်လို့ပဲတိတော့တိပါလေလို့ယူတာဆိုလည်းမလို့ယူတမိုးတရားကိုနားမလဲဆိုပြောတော့ပေးမိရင်ကျွန်တော်အချင်းချင်းစော်ကားခံရတယ်အချင်းချင်းနာကျင်ရတယ်အချင်းချင်းလက်ပြရတယ်အဲ့ဒီအတွက်ကျွန်တော်တို့တွေကလူရတဲ့ပို့ပြီးမပေးမိပါသေးနဲ့တိုင်းရတစ်ခုခုထက်ပို့ပြီးတော့ကြော်လွန်သွားရင်ကျွန်တော်တို့ကောင်းကောင်းနောင်လာကြီးကြားနေမယ်ကျွန်တော်ငယ်တော့အထိုးစီးတိုးသလိုပေါ့ဗျာစီးပေါင်တွေကြော်သွားရင်ကျွန်တော်တို့ထမေဘူးလောင်နေတဲ့အဲ့လိုမျိုးပဲကျွန်တော်တို့တွေလူပေါင်လူစီးလူလောကထဲမှာစီးပေါင်တွေကြော်သွားရင်ကျွန်တော်ကောင်းကောင်းနာကျင်ခံရနေမယ်။အိုးနှောက်နှလုံးသားတွေရေချင်းတွေအသိဉာဏ်တွေအားလုံးပစ္စည်းဆုံးရှုံးသွားနေမယ်။ကျွန်တော်လူရပို့ပြီးမပေးမိပါသေးနဲ့ချစ်ချင်းမြတ်တာမှဒီတိုင်းပဲ။ကျွန်တော်မသိတဲ့မိန်းကလေးတွေတော်တော်များကိုမသိတတ်လို့ပဲကျွန်တော်တို့ပြစ်ထားခြင်းပြစ်ထားရမယ်။တော့ပဲချစ်ခဲ့တော့ပဲမျက်နှာကလော်ကြီးပဲတွေ့တာခဲ့ကိုကြောင့်ကိုရဲ့ရီမက်ချက်တွေကိုရဲ့သွားမဲ့လမ်းခီးမှာနှောက်ရှက်ဖြစ်မဲ့ဟေ့ဆိုရင်ပြစ်ထားခဲ့တာချို့လူတွေကပုံစံသွင်းလို့မရဘူးသူတို့မှအုံနောက်ပါတယ်သိဉာဏ်ပါမလားဘူးချို့ကြတော့အုံနောက်ပါတယ်အသိဉာဏ်ဒုတက်သေးဘူးချို့ကြတော့အုံနောက်ကအသိဉာဏ်ကိုနှစ်ခုလုံးစုံပါလာတယ်တကယ်ကိုတမိုးရှိတဲ့လူသားတွေကျွန်တော်ဒီဘက်ခင်မှာပူရှားပါလာတယ်ရိုးသားတဲ့လူသစ္စာတရားသမာဓိတရားနားလည်တဲ့လူကိုရင်းသက်ထားတဲ့လူတွေကတော့ဒီတော့ကကြီးမှာတော်ခံစားရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဝကြွေးတွေကြောင့်ကျွန်တော်ခံစားရတာပေးဆက်လိုက်ပါကြည်ယူပေးဆက်လိုက်ပါချိန်ကြရင်ဒူးနဲ့ကိုနဲ့နောက်တက်နေရမလဲတော့တို့အားတော့မိုးခရမတော့တော့โอเคအားလုံးအတွက်ညီကောင်မအားလုံးဒီကကြည်နေပေါင်းနေမိစေအားလုံးလည်းအေးချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့ပါလူရထက်ပိုပြီးမပေးမိပါသေးနဲ့နော်လူရထက်ပိုပြီးပေးမိပါသေးနဲ့တိုင်းတာတစ်ခုပဲ